ရှစ်စကန်ညိစွန့်လွတ်သူတို့၏ရာဇဝင်အပိုင်းလေးစစ်အာဏာရှင်ခေတ်အကျဉ်းထောင်အတွင်းကြာဆုံးခဲ့သူများငါကိုအောင်မြင့်သိလူအခွင့်အရေးသတင်းအချက်အလက်များစုဆောင်းသူဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီဝင်ဒီမိုကရေစီရေးလှုပ်ရှားသူရန်ကုန်တိုင်းရွှေပေါက်ကံမြို့နယ်တွင်နေထိုင်ခဲ့ပြီး2005ခုနှစ်ဇူလိုင်လတွင်ဖမ်းဆီးခြင်းခံရက2005ခုနှစ်နိုဝင်ဘာ9ရက်နေ့တွင်ကွယ်လွန်သည်ကွယ်လွန်ခြင်းတွင်အသက်38နှစ်သားရှိသေးသည်ကိုအောင်မြင့်သိသည်ရွှေပေါက်ကံမြို့နယ်အမတ်7ရပ်ကွက်တွင်နေထိုင်သူဖြစ်ပြီးလူအခွင့်အရေးသတင်းအချက်အလက်များစုဆောင်းနေသူတအုပ်ဖြစ်သည်1988ခုနှစ်အရေးတော်ပုံကာလတွင်ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီတွင်ဝင်ရောက်ပြီးမြန်မာပြည်ဒီမိုကရေစီရရှိရေးအတွက်လှုပ်ရှားခဲ့သည်2005ခုနှစ်ဇူလိုင်လ2ရက်နေ့တွင်ဖခင်ဖြစ်သူနှင့်အတူဖမ်းဆီးခြင်းခံခဲ့ရသည်ပြည်ပအခြေစိုက်တရားမဝင်အဖွဲ့အစည်းတစ်ခုဖြစ်သည့်အလုတ္တမသမဂမြန်မာနိုင်ငံနှင့်ဆက်သွယ်သည်ဟုဆွဆွဲခံရသည်ထို့ကြောင့်ပုံမှန်16 မတရားအသင်းအဥပဒေပုံမှန်19/1 1950ပြည့်နှစ်အရေးပေါ်စီမံမှုအဥပဒေပုံမှန်9ညာတို့ဖြင့်တရားစွဲဆိုခံခဲ့ရသည်မြန်မာစစ်အစိုးရကဩဂတ်စ်လ28ရက်နေ့သတင်းစာရှင်းလင်းပွဲတွင်ကိုအောင်မြင့်သိန်းဖခင်ဖြစ်သူဦးသိန်းလွင်ဦးတို့အပါအဝင်စုစုပေါင်း10ဦးကိုဖမ်းဆီးထားကြောင်းထုတ်ဖော်ပြောဆိုခဲ့သည်ထို့အပြင်ကိုအောင်မြင့်သိန်းသည်အမတ်1စက်မှုဝန်ကြီးဌာနမှဝန်ထမ်းဟောင်းတအုပ်ဖြစ်ပြီး2003ခုနှစ်ဒီဇင်ဘာလတွင်ထိုင်းနိုင်ငံသို့တွားရောက်ခဲ့သည်ထိုင်းနိုင်ငံမဲဆောက်မြို့တွင်ကမ္ဘာအလုတ္တမပရိပခအလုရှင်အလုတ္တမကိစ္စနှင့်လူမှုစီယုံရေးတည်နှံများကိုတက်ရောက်ခဲ့သည်ဟုလည်းထုတ်ဖော်ပြောဆိုခဲ့သည်ကိုအောင်မြင့်သိန်းသည်အင်းစိန်အကျဉ်းထောင်တွင်၄လကြာချုံနှောင်ခံရပြီးတရားစွဲဆိုခံထားရစဉ်ရုတ်တရက်သေဆုံးခဲ့သည်ကိုအောင်မြင့်သိန်းသည်စစ်ကြောရေးကာလတွင်ညှဉ်းပန်းနှိပ်စက်ခံရသည်အင်းစိန်ဟောင်းအတွင်းကျမ်းမာရေးစောင့်ရှောက်မှုမှာအလွန်တရာညံဖြင်းဆဲဖြစ်သည်ဟုလည်းသိရှိရသည်2005ခုနှစ်နိုဝင်ဘာ9ရက်နေ့နေ့လယ်2နာရီတွင်သေဆုံးခဲ့ခြင်းဖြစ်သည်ညနေ6နာရီတွင်ရွှေပေါက်ကံမြို့နယ်ရဲစခန်းကကိုအောင်မြင့်သိန်းသည်အင်းစိန်ထောင်တွင်ဝမ်းရောဂါဖြင့်သေဆုံးကြောင်းမိသားစုဝင်များအားအကြောင်းကြားခဲ့သည်နောက်တစ်နေ့နံနက်9နာရီတွင်ကိုအောင်မြင့်သိန်း၏ညီအကိုမောင်နှမ9ဦးကအင်းစိန်အကျဉ်းထောင်သို့တွားရောက်ခဲ့သည်ထောင်အာဏာပိုင်များက3ဦးကိုသာကိုအောင်မြင့်သိန်း၏ရုပ်အလောင်းအားကြည့်ရှုခွင့်ပြုခဲ့သည်မိသားစုကကိုအောင်မြင့်သိန်း၏ဇာပနာကိုမနက်ဖြန်မှပြုလုပ်မည်ဟုအာဏာပိုင်များအားပြောဆိုခဲ့သည်သို့တော်လည်းအာဏာပိုင်တို့ကလက်မခံဘဲဇာပနာကိုထိုနေ့နဲ့17:30တွင်ရုပ်အလောင်းကိုရေဝဲတုတ်တန်းတွင်မိတကြိုရန်အတင်းအကျပ်စီစဉ်ခဲ့သည်80စက္ကန့်ငြိမ်စာအုပ်အား AAPP မှထုတ်ဝေခဲ့သည့်2006ခုနှစ်မေလတွင်ပင်ကိုအောင်မြင့်သိန်း၏ဖခင်ဖြစ်သူဦးသိန်းလွင်ဦးအသက်80သည်အင်းစိန်ထောင်တွင်အကျဉ်းချခံနေရဆဲဖြစ်သည်6ကိုအေးလွင်ဒီမိုကရေစီအရေးတော်ပုံကာလတွင်တက်ကြွသောပါဝင်ခဲ့သူရန်ကုန်တိုင်းသင်္ကန်းကျွန်းမြို့နယ်တွင်နေထိုင်ခဲ့ပြီး1988ခုနှစ်အောက်တိုဘာလတွင်ဖမ်းဆီးခြင်းခံခဲ့ရက1992ဒီဇင်ဘာတွင်ကွယ်လွန်သည်ကွယ်လွန်ချိန်တွင်အသက်38နှစ်သာရှိသေးသည်ရန်ကုန်တိုင်းသင်္ကန်းကျွန်းမြို့နယ်တွင်နေထိုင်သောကိုအေးလွင်သည်1988ခုနှစ်ဒီမိုကရေစီအရေးတော်ပုံကာလတွင်တက်ကြွစွာပါဝင်ခဲ့သည်အရေးတော်ပုံအပြီးတွင်ဖမ်းဆီးခံရပြီးတင်ကန်းကျွန်းမြို့နယ်ရဲစခန်းအားပြည်သူများကစီးနှင်းသိမ်းပိုက်စဉ်ကပါဝင်ခဲ့သည်ဟုဆွဆွဲခံခဲ့ရသည်1989ခုနှစ်နိုဝင်ဘာ19ရက်နေ့တွင်နိုင်ငံတော်ပုန်ကန်မှုပုံမှန်122အပါအဝင်ပုံမှန်302နှင့်ပုံမှန်122ပုံမှန်149တို့ဖြင့်သေဒဏ်ချမှတ်ခြင်းခံခဲ့ရသည်1989-1993ခုနှစ်များတွင်အာဏာပိုင်များကအကျဉ်းသားများအားလွတ်ငြိမ်းသက်သာခွင့်များပေးခဲ့သည်ထို့ကြောင့်ကိုအေးလွင်သည်သေဒဏ်ကျနေရမှထောင်ဒဏ်အနှစ်20သို့ကြာခံရန်ပြင်ဆင်သတ်မှတ်ခြင်းခံခဲ့ရသည်1990ပြည့်နှစ်စက်တင်ဘာလအင်းစိန်ထောင်တွင်အစာငတ်ခံဆန္ဒပြမှုတွင်ပါဝင်ခဲ့သဖြင့်အပြင်းအထန်ရိုက်နှက်ခြင်းကိုခံခဲ့ရသည်1992ခုနှစ်တွင်ထောင်မှုနှင့်အခြေအတင်စကားများပြီးနောက်တိုက်ပိတ်ခြင်းရိုက်နှက်နှိပ်စက်ခြင်းခံခဲ့ရသည်သွေးအံပြီးဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်တိုက်ပိတ်ခံထားရသည့်အတွက်သူ၏ကျန်းမာရေးအခြေအနေမှာအလွန်ဆိုးရွားလာခဲ့သည်ထောင်အာဏာပိုင်များကစေဝါကူတာမှုလုံးဝမပေးဘဲပစ်ထားခဲ့သဖြင့်1992ခုနှစ်ဒီဇင်ဘာလအတွင်းတိုက်ပိတ်ခံထားရစဉ်သေဆုံးသွားခဲ့သည်နိုင်ငံရေးအကျဉ်းသား2ဦးကထောင်အာဏာပိုင်များကိုအေးလွင်အားမတရားရိုက်နှက်ညှဉ်းပန်းခဲ့သောကြောင့်ကန့်ကွက်ခဲ့သည်၎င်းတို့2ဦးလည်းအပြင်းအထန်ရိုက်နှက်ခံခဲ့ရသည်ထိုစဉ်ကအင်းစိန်ထောင်တွင်ထောင်မှန်ကြီးဖြစ်သူတာဝန်ခံအရာရှိမှဦးအုံးဖေဖြစ်ပြီးထောင်တာဝန်ခံဆရာဝန်မှာဒေါက်တာစိုးကြည်ဖြစ်သည်ခုနှစ်မအေးမှုဗိတ်တဝဲညီညွတ်ရေးတပ်ဦးအဖွဲ့ဝင်တနင်္လာရီတိုင်းတရားချောင်းမြို့နယ်ဗျာဝိသားကျေးရွာဇာတိဖြစ်ပြီး
1998ခုနှစ်စက်တင်ဘာလ16ရက်နေ့တွင်ဖမ်းဆီးခံရက1998ခုနှစ်မေလဒုတိယပတ်အတွင်းကွယ်လွန်သည်ကွယ်လွန်ချိန်တွင်အသက်22နှစ်သာရှိသေးသည်မအေးမှုသည်ဦးမောင်စိန်ဒေါ်အေးတင်တို့၏သမီးဖြစ်ပြီးတနင်္လာရီတိုင်းတရချောင်းမြို့နယ်ဘဲဝီသားကျေးရွာတွင်မွေးဖွားသည်တနင်္လာရီတိုင်းတွင်အခြေစိုက်လှုပ်ရှားသောဗိတ်တဝဲညီညွတ်ရေးတပ်ဦး၏အဖွဲ့ဝင်တဦးဖြစ်သည်1998ခုနှစ်စက်တင်ဘာ16ရက်နေ့နနက်6နာရီခန့်တွင်မအေးမှုနှင့်လုံပေါ်ကိုင်ဖက်အမျိုးသမီး3ဦးတလာသားအရွယ်ကလေးငယ်2ဦးတို့သည်တရချောင်းမြို့နယ်ရေပူရွာအနီးတွင်စစ်အစိုးရတပ်မှစစ်ကြောင်းတစ်ခုနှင့်ရင်ဆိုင်တိုးခဲ့ရသည်ထိုစစ်ကြောင်းသည်အမှတ်260ခြေလျက်တရင်တက်ခွဲနှင့်မှတက်ခွဲမှုဘိုးကြီးကျော်သူဦးစီးသောစစ်ကြောင်းဖြစ်ပြီးမအေးမှုတို့ကိုဖမ်းဆီးခဲ့သည်ညနေ4နာရီခန့်တွင်စစ်ကြောင်းသည်ဖမ်းဆီးထားသူများကိုခေါ်ဆောင်ပြီးဆက်လက်ထွက်ခွာခဲ့ရာကျွဲကြံရွာသို့ည6နာရီခန့်တွင်ရောက်ရှိပြီးခိတ္တစကန်ချကြသည်ဘိုးကြီးကျော်သူကကျွဲချံရွာကျေးရွာငြိမ်ဝတ်ပြည်ပြမှုတိဆောက်ရေးအဖွဲ့ရဝတ္တဥက္ကဋ္ဌဦးမောင်လုံး၏အိမ်တွင်၎င်းအခြားစစ်သားများကရွာအတွင်းရှိအိမ်9လုံးတွင်၎င်းအသီးသီးစကန်ချနေကြသည်ဖမ်းဆီးခံရသူများကိုဦးအောင်ညွတ်ဆိုသူ၏အိမ်တွင်ခြုံနှောင်ထားသည်ည9နာရီခန့်တွင်တက်ခွဲမှုဘိုးကြီးကျော်သူကမအေးမှုအားစစ်ဆေးမိဦးဆိုကခေါ်ယူသွားခဲ့သည်စစ်ဆေးသည့်နေရာမှာ၎င်းတဲခိုနေထိုင်သည့်အိမ်ဖြစ်သည်ထို့နောက်တစ်ချိန်မရင်းကျင်ပြီးည10နာရီခန့်တွင်ချုံနှောင်ထားသည့်အိမ်သို့ပြန်လည်ပို့ဆောင်ခဲ့သည်နောက်တစ်နေ့ည9နာရီခန့်တွင်ထပ်မံခေါ်ယူပြီးတစ်ချိန်မရင်းကျင်ကည10နာရီခန့်တွင်ပြန်လည်ပို့ဆောင်ခဲ့သည်ဖမ်းဆီးခံရသူတဦးဖြစ်သောနော်သင်းစုသည်လည်းမတင်းကျပ်ခံရပြီးနောက်ဆုံးတွင်အကျဉ်းထောင်အတွင်းတွင်သေဆုံးခဲ့သည်နောက်ဆုံးတွင်မအေးမှုတို့သည်တဝဲအကျဉ်းထောင်သို့ပို့ဆောင်ချုပ်နှောင်ခံခဲ့ရသည်ထောင်နဲ့9နှစ်စီချမှတ်ခြင်းခံခဲ့ရသည်ဖမ်းဆီးစစ်ဆေးခံရသည့်အကျဉ်းသားမကတဝဲအကျဉ်းထောင်တွင်လည်းနေအမျိုးမျိုးဖြင့်နှိပ်စက်ညှဉ်းပန်းခြင်းခံခဲ့ရသည်ထို့ကြောင့်ကျန်းမာရေးချို့ယွင်းလာသည်တဝဲအကျဉ်းထောင်တွင်ကျန်းမာရေးစောင့်ရှောက်မှုမှာမရှိသလောက်နေပါသည်မအေးမှုနှင့်အတူဖမ်းဆီးခံရသည့်နော်သင်းစုသည်လည်းကျန်းမာရေးချို့ယွင်းလာပြီးဖေဖော်ဝါရီ10ရက်နေ့တွင်တဝဲအကျဉ်းထောင်၌သေဆုံးခဲ့သည်ထို့ကြောင့်အာဏာပိုင်များကမအေးမှု၏အသက်အန္တရာယ်ထိခိုက်နိုင်သည့်အခြေအနေသို့ရောက်အောင်ဆိုးရွားလာသည့်အခါတဝဲစေယုံသို့ပို့ဆောင်ခဲ့သည်သို့တော်လည်းမအေးမှုသည်1998ခုနှစ်မေလဒုတိယပတ်အတွင်းဆေးရုံ၌ကွယ်လွန်ခဲ့သည်အကျဉ်းထောင်အာဏာပိုင်များကမအေးမှုကွယ်လွန်သည့်အကြောင်းကိုမိသားစုထံအသိပေးအကြောင်းကြားခြင်းမရှိခဲ့ပါမအေးမှုအားဖမ်းဆီးပြီးအာရမပြုကျင့်ခဲ့သူဖြစ်သည့်တက်ခွဲမှုဘိုးကြီးကျော်သူသည်2006ခုနှစ်မေလအတွင်းဒုဗိုလ်မှူးအဆင့်ဖြင့်တပ်မ44တွင်တာဝန်ထမ်းဆောင်နေသည်ရှစ်မစာရေးဆရာမောင်တော်ခဥပတော်ခနူးမာမဲဘုံမှုအငိမ့်စားတက်မတော်ရေးစာရေးဆရာစာနယ်ဇင်းတမကဥက္ကဋ္ဌအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုဦးစီးအဖွဲ့ဝင်နှင့်စကိုင်းတိုင်းစီယုံရေးတာဝန်ခံရွှေဘုံမြို့စကိုင်းတိုင်းဇာတိဖြစ်ပြီး1989ခုနှစ်အောက်တိုဘာလ9ရက်နေ့တွင်ဖမ်းဆီးခြင်းခံရက1992ခုနှစ်ဇွန်လတွင်ကွယ်လွန်သည်ကွယ်လွန်ချိန်တွင်အသက်65နှစ်ရှိပြီဖြစ်သည်မြန်မာတပ်မတော်ရေတွင်ဗိုလ်မှူးအဆင့်အထိတာဝန်ထမ်းဆောင်ခဲ့သည်ထို့ကြောင့်ဗိုလ်မှူးဘတ်တော်ဟုလူသိများသည်မေယူတိုက်သင်္ဘောအားအင်္ဂလိပ်အစိုးရထံမှဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်လွှဲယူခဲ့စဉ်ဥပတော်သည်အလန်တင်သည့်ဂိုဗျူတပ်ဖွဲ့ကိုဦးဆောင်ခဲ့သူဖြစ်သည်မောင်တော်ကအမိဖြင့်စာပေနယ်သို့ဝင်ရောက်ခဲ့သည်အထူးသဖြင့်တယောဇာရေးရာတွင်နာမည်ကြီးသူတဦးဖြစ်သည်မဆလာခေတ္တလျှောက်ခေစနစ်နှင့်လူထုဘဝကိုထင်ဟပ်၍ထိထိမိမိဖွင့်ချရေးသားခဲ့သူဖြစ်သည်နိုင်ငံတကာစာပေအချို့ကိုလည်းဘာသာပြန်ခဲ့သည်1988ခုနှစ်မတိုင်မီကရေးသားခဲ့သည့်တိုက်ရရင်103အမည်ရှိဝတ္ထုဟန်ကိုတွင်မှတ်တမ်းမှာလူကြိုင်များထင်ရှားလာသည်ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံတွင်ရှေ့တန်းမှာပါဝင်ခဲ့သည်1988ခုနှစ်ဩဂတ်လ18ရက်နေ့တွင်စာပေအမှုပညာရှင်များကမြန်မာတပ်မတော်ကိုလူထုအားရရက်ဆက်ဆက်ပြစ်ခတ်နေမှုများကိုရပ်ဆိုင်းရန်ကန့်ကွက်တောင်းဆိုသည့်အခါကပါဝင်လက်မှတ်ရေးထိုးခဲ့သည်ထို့နောက်စာနယ်ဇင်းတမကတွင်ဥက္ကဋ္ဌအဖြစ်ရွေးချယ်ခံရသည်စစ်တပ်အာဏာသိမ်းပြီးနိုင်ငံရေးပါတီများဖွဲ့စည်းခြင်းတွင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၌ဆက်လက်ပါဝင်ခဲ့သည်ဗဟိုဦးစီးအဖွဲ့ဝင်နှင့်စကိုင်းတိုင်းစီယိုရေးတာဝန်ခံအဖြစ်ဆောင်ရွက်ခဲ့သည်1988ဒီမိုကရေစီအရေးတော်ပုံကာလတွင်တပ်မတော်ရေကိုပြည်သူ့ဘက်မှရပ်တည်ရန်ရေတပ်အရာရှိများထံအရာရှိဟောင်းတဦးအနေဖြင့်စာများရေးသားပေးပို့ခဲ့သည်ထို့အတွက်1989ခုနှစ်တွင်ဖမ်းဆီးခံရသောအခါတပ်မတော်ဖြိုခွဲမှုဖြင့်ဆွဲချက်တင်ခံရသည်1989ခုနှစ်အောက်တိုဘာ9ရက်နေ့တွင်ထောင်ဒဏ်အနှစ်20ချမှတ်ခံခဲ့ရသည်1989ခုနှစ်အောက်တိုဘာ9ရက်နေ့တွင်1950ပြည့်နှစ်အရေးပေါ်စီမံမှုအဥပဒေပုံမှန်9က9ခါတို့ဖြင့်ထောင်ဒဏ်အနှစ်20ချမှတ်ခြင်းခံခဲ့ရသည်အဖမ်းမခံရခင်
တွေက၎င်းတွင်ကုသ၍မရသောအကျော်သည်ယောဂရှိသည်1990ပြည့်နှစ်စက်တင်ဘာ25ရက်နေ့အင်းစိန်ထောင်တွင်အစာငတ်ခံဆန္ဒပြစဉ်ရိုက်နှက်ခံရပြီးနောက်တမန်တလင်းတွင်မိသည့်အခင်းမှမပါဘဲအိတ်ခဲ့ရသဖြင့်လေဖြတ်သွားသည်ထောင်ဆရာဝန်၏တာမန်ကုသမှုအနည်းငယ်သာရရှိခဲ့သည်အထူးကုဆရာဝန်များဖြင့်ကုသရန်တင်ပြတော်လဲအာဏာပိုင်များကခွင့်မပြုခဲ့ပါ1992ခုနှစ်ဇွန်လ10ရက်နေ့တွင်နှလုံးရောဂါဖောက်လာသဖြင့်အာဏာပိုင်များကဥပတော်အားရန်ကုန်ဆေးရုံကြီးသို့ပို့ရသည်3ရက်အကြာဇွန်လ17ရက်နေ့တွင်ရန်ကုန်ဆေးရုံကြီးအချုပ်ခန်းအတွင်း၌သေဆုံးခဲ့သည်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင်ဥပတော်တာဝန်ယူနေခြင်းတွင်၎င်းအကျဉ်းချနေစဉ်တွင်၎င်းအစိုးရကစာနယ်ဇင်းများတွင်ဥပတော်ဤစာပေလက်ရာများကိုပိတ်ပင်ခဲ့သည်ကလောင်အမည်ကိုပင်ပုံနှိပ်ဖော်ပြခွင့်မပြုခဲ့ပါ1998ခုနှစ်တွင်မှသူ၏လက်ရာတစ်ခုဖြစ်သောကြပြဘူဖေးဆိုသည့်စာအုပ်ကိုထုတ်ဝေခွင့်ပြုခဲ့သည်ထိုစဉ်ကအင်းစိန်ထောင်တွင်ထောင်မှန်ကြီးဖြစ်သူတာဝန်ခံအရာရှိမှဥဘိုလ်ကြီးဖြစ်ပြီးတာဝန်ခံထောင်မှုမှဥပြုံးချိုဖြစ်ခါထောင်တာဝန်ခံဆရာဝန်မှဒေါက်တာစိုးကြည်ဖြစ်သည်မြစ်တစ်ဆက်အနည်းနဲ့ဆိုပါလားဟဲ့အမြင်ကလအောင်ကိုတက်မဲ့စိတ်ရှိသူများကကြောင်သူတော်တော်ကနေလေအနည်းနဲ့ဆိုပါလားဟဲ့ကောက်ကျက်တော့အမြင်တူတော့ကိုချိုးတဲ့ရန်လူစိမ့်နဲ့လူလားမြောက်လာတဲ့အာနာပကွက်သားတို့ကကိုလေးစားခြင်းကမစွမ်းနိုင်တဲ့ကောက်ရိုးတမြင်ဥပဒေနဲ့လေအနည်းနဲ့ဆိုပါလားဟဲ့ကောင်းအစိုးပေါ်မှာရှက်ဖွယ်လီဥပိ္ပခပြုသူများကရုံညံ့တိမ်ဖြစ်မှုနဲ့မတန့်စင်သောအရာမှန်သမျှတဲ့မူသားပုံမှန်နဲ့လေအနည်းနဲ့ဆိုပါလားဟဲ့ရုံမှာအာနာနဲ့ကြည်စံနာမှာဖက်စစ်မအောင်မြင်တဲ့သူရဲကောင်းများရဲ့အာကာသထက်အစိမ့်တောက်ပြင်းတဲ့ခုံရုံအမိန်နဲ့လေမိဘွားကလေးကနေပြီးမိတောက်ကြီးဖြစ်လာတဲ့အခါမှာကဘာမိဘမှာရှိတဲ့အညီအကျေးဟူသမျှနဲ့လူလွင့်ကြဘိုးတေလေးတွေကိုလောင်စားသွားလိမ့်မယ်ဂေါ်ကြီးမောင်တော်ကရဲ့မိချစ်တဆန်ဟာနောင်အနည်း20ကြာတဲ့အခါမှာလောင်စာများရဲ့ပြာနဲ့ထုစစ်တမိုင်းဝင်ကြောက်တိုင်ဖြစ်လာမယ်မောင်တော်ကအင်းစိန်အကျဉ်းထောင်တွင်ရေးသားခဲ့သည့်ကြပြတစ်ပုဒ်ဖြစ်ပါသည်လေးစားအပ်ပါသောနားဆင်သူများခင်ဗျာမကြမီအပိုင်းငါအားပေါ်ပြသွားမှုဖြစ်တဲ့ဖြင့် Facebook page အား like and follow လုပ်ပေးကြပါရန်နှင့်စာဖတ်ရန်အချိန်မပေးနိုင်သူများစာဖတ်ရန်အချိန်မပေးသူများအတွက်အတန်းဖြင့်နားထောင်နိုင်ရန် podcast အစီအစဉ်အား YouTube တွင်တင်ဆက်ပေါ်နေဖြစ်တဲ့ဖြင့်အောက်ပါ YouTube channel အား subscribe လုပ်ပေးကြပါရန်မေတ္တာရပ်ခံအပ်ပါသည်နားဆင်မှုအတွက်ကျေးဇူးအထူးရှိပါသည်